လူတိုင်းဆင်းရဲဒုက္ခတွေကလွတ်မြောက်ခြင်းရတယ်ဆင်းရဲဒုက္ခတွေကဘာကြောင့်ဖြစ်နေရတာလဲမိဘဆွေမျိုးသားမယားပစ္စည်းဥစ္စာလဲရချမ်းမြေတွေကြောင့်များဆင်းရဲဒုက္ခတွေကဖြစ်နေကြတာလားဆွေမျိုးမိဘတွေနဲ့ထိစပ်နေရလို့ဆင်းရဲဒုက္ခတွေကဖြစ်နေတာမဟုတ်ပါဘူးဆွေမျိုးမိဘတွေပေါ်ငိကပ်နေမှုကြောင့်သာဆင်းရဲဒုက္ခတွေကဖြစ်နေရတာပါသားမယားတွေနဲ့ထိစပ်နေရလို့ဆင်းရဲဒုက္ခတွေကဖြစ်နေတာမဟုတ်ဘူးသားမယားတွေအပေါ်ငိကပ်နေမှုကြောင့်သာဆင်းရဲဒုက္ခတွေကဖြစ်နေရတာဖြစ်တယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ထိစပ်နေရလို့ဆင်းရဲဒုက္ခတွေကဖြစ်နေတာမဟုတ်ဘူးမိတ်ဆွေအပေါင်းအသင်းတွေပေါ်ငိကပ်နေလို့သာဆင်းရဲဒုက္ခတွေကဖြစ်နေတာဖြစ်တယ်ပစ္စည်းဥစ္စာတွေနဲ့ထိစပ်နေရလို့ဆင်းရဲဒုက္ခတွေကဖြစ်နေတာမဟုတ်ဘူးပစ္စည်းဥစ္စာတွေအပေါ်ငိကပ်နေလို့သာဆင်းရဲဒုက္ခတွေကဖြစ်နေတာဖြစ်တယ်ဖေဘုတ်တွေတစ်တော်တွေနဲ့တွေ့ကြုံလာလို့ထိစပ်လာလို့ဆင်းရဲဒုက္ခတွေကဖြစ်ပေါ်လာတာမဟုတ်ဘူးအဲ့ဒီဖေဘုတ်တွေတစ်တော်တွေအပေါ်ငိကပ်နေလို့သာဆင်းရဲဒုက္ခတွေကဖြစ်ပေါ်နေတာဖြစ်တယ်ဘုရားမှာထိစပ်မှုတွေရှိပေမဲ့ဘာငိကပ်မှုမှမရှိလို့ဆင်းရဲဒုက္ခမဖြစ်ပါဘူးတဏှာယဇာယတိသောကောငိကပ်မှုကြောင့်ဆိုရင်သောကဖြစ်ရတာတဲ့တဏှာယဇာယတိဗျာငိကပ်မှုကြောင့်ပဲဘေးဒုက္ခတွေဖြစ်ပေါ်တာတဏှာယဝိပမုဒ္ဒတငိကပ်မှုကသာလွတ်သွားမယ်ဆိုရင်နတ္ထိသောကောကုတောဗျာတဲ့သောကတို့ဘေးတို့ဆိုတာမဖြစ်ပေါ်လာပါဘူးအာလုံးသိစေချင်တာကရှိနေတာတွေကဘေးဒုက္ခမဖြစ်ဘူးငိနေတာတွေကသာဘေးဒုက္ခကိုဖြစ်စေတာဖြစ်တယ်ရှိနေတာတွေကိုဖယ်ထုတ်ပြဖို့မဟုတ်ဘူးငိနေတာတွေကိုသာပယ်ထုတ်ပြဖို့ဆိုတာသိစေချင်ပါတယ်အာလုံးညှိကပ်မှုတွေကိုပယ်တတ်နိုင်ကြပါစေ